ကန်ထူကတော့ သမင်းတော်မစားနိုင်ဘူးပြောတယ် iPad 11ဆန်73စုတွေကနောက်ထပ်ကန်ထူးရှင်တဦးကဆိုရင်လည်းထွက်ပေါ်လို့လာပါပြီနော်ဒီနေ့မှာဆိုရင်လေ A+ မြောက်ကလာ Remix Corner ရောက်ရှိနေတဲ့ iPad 11ဆန်ကန်ထူးရှင်လေးရဲ့ရင်ခုန်တန်လေးတွေကိုတွားပြီးမေးကြည့်ကြရအောင်နော်ဟုတ်အကိုမင်္ဂလာပါ မင်္ဂလာပါ အကိုနာမည်လေးနဲ့မြို့နယ်လေးမိတ်ဆက်ပေးပါအောင်ရှင် ခုနာမည်ကတော့တပ်ပိုင်ဖြိုးပါမင်္ဂလာတုံးမှာနေပါတယ် iPad 11ဆန်စုကြီးကန်ထူးသွားတာလေဘယ်လိုခံစားရလဲရှင် ပြောပါတယ် ဟိုကလေးကိုလေဘယ်လိုမျိုးလာကပ်ဖြစ်တာလဲရှင် ဒီဘက်လမ်းကြုံလို့ဝင်ကပ်ပြတာပေါ့ ရမ်းပြောမှာပဲနော်ဒီ iPad 11ဆန်ခန့်ကန်ထူးသွားတော့ သမင်းတော်မစားနိုင်ဘူးပြောတယ် နောက်ထပ်ခဲစစ်ကန်ဆယ်မဲ့သူတွေရောလေဘာပြောချင်လဲရှင်အားပေးစကားလေးပြောပြပါ နောက်တဲ့မှန်မွဲကပ်မဲ့လူများများလာကပ်ပါလို့အဲ့ဒါကန်ထူးရှင်တွေဖြစ်အောင်လို့ ကျေးဇူးပါနောက်ထပ် iPad 11ဆန်တွေကလည်းကြံစီနေသေးတာမို့လို့နီးစက်ရ Remix Run Shop Remix Corner နဲ့ Remix Dealer ဆိုင်ကြီးတွေမှာအခုပဲမှန်မွဲလေးကရင်ခဲစစ်ကန်ဆက်လိုက်တော့နော်